ဘာကြောင်းရလဲဝါဦးဆိုတော့6ပါးဝဆွဲရတဲ့ပုံစံပါခင်ဗျာရခွေးစားခဏမှကြားငါကကဲခလား Without all the injustice in the world. ချောင်းပွဲပါတစ်ထောင်ကျော်နဲ့ချောင်းပွဲပါ400ကျော်တဲ့ကျွေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့သူကနိုင်တယ်သူကရှုံးလဲဆိုကြည့်လိုက်ပါ မနိုင်ဘူးအခုချောင်းတောင်းမအေးဦးဆိုရင်တော့ချောင်းပွဲပါ400ကျော်อ่ะဒီဘက်ကချောင်းอ่ะကျုံးနေရဟိုအင်းတော့သူလေလေးမှာဘာမစားချင်း လေလေးသွားရောက်ကစားလို့ရတယ်ခွီရှင်းလို့ရတယ်ပေါ်လင်းသွားလို့မရဘူးအောက်လင်းလည်းရှင်းလို့မရဘူး 5K auto ဝင်ဟုတ်ကဲ့ဒါတသိန်းကြီးပါနော်ဟုတ်ကဲ့ကျွန်တော်ဒီဘက်ကချော်လေလူပတ်စားနေခင်ဗျာဟိုဘက်ကချော်တော့ကျမ်းမယ်လို့တော့ထင်ပါတယ် ကျမ်းမှာကွာကျမ်းမှာလူပတ်စားနေတော့အိမ်ပဲဝါတယ်တဲ့ဟုတ်ပါတယ်လို့နော် ဒီဟာတော့မရှိတာလား ဟိုအိမ်ပဲရတယ်လို့ဘူးပတ်ရဲ့မင်းရတယ်ဒီဘက်က ဘာမှအိမ်မမြင်ရ အေးလို့ ရှင်းနေမှာဘာမပြောပါဘူး ဟုတ်တယ်လဲလေးပါဒီကတော့30နဲ့ဟုတ်တယ်ခင်ဗျာဒီဘက်က ချနေရှင်တွေးဖြစ်ဘလို့တွေးတတ်မှာလဲ ဟေ့ကိုဟိုဘက်ကချောဒီကတော့30နဲ့ချောပြီခင်ဗျာ first plus ဆိုတော့ရလာကိုရခင်ဗျာဟိုချောကောင်းတယ်ခင်ဗျာ Define the winner. ဟိုလည်းမြအခုဆိုရင်တော့ဟိုဘက်က6လေးတိုက်တယ်ဟိုတယ်လေလေးမှာခရီးရေးရှင်းနေခင်ဗျာဟိုဘက်က6လာပါခင်ဗျာလာတယ်သူအစ်စေးလေးပဲခရီးရှင်းနေခင်ဗျာခရီးရှင်းနေရတော့တွေ့ရတယ်ခင်ဗျာဒီဆိုတော့အားလုံးက2ယောက်လုံးကတော့ item တွေဆက်ထားကြရခင်ဗျာဟိုဘက်က6ကတော့ item တကွက်ရပါခင်ဗျာဟုတ်ကဲ့ညာလေးဟုတ်တယ်တကွက်ရကိုတကွက်ရပါကွာဟုတ်တယ်ဖက်နဲ့ရပါလေဘယ်တော့ကော်ပြီးတော့အေးစေးစားနေအားချင်မကြီးကတော့3သိန်းနဲ့ဟိုဘက်ကဝင်းလာတယ်အာဒီမင်းကန်တယ်လာလေးပြသွားတယ်ခင်ဗျာချိုးပြီရောကန်ကောရတယ်ခင်ဗျာဟိုဘက်ကချောင်းတော့ freestyle လေးတကွက်တော့ပြသွားတယ်ခင်ဗျာ freestyle လာပါတဲ့ကွက်လေးနဲ့ကြီးကတော့3သိန်းနဲ့ခင်ဗျာ ဝေးလေချုံးတယ်ပဲပူထီချောင်းတော့သူပြကြရတယ်ထွက်လာပြီခင်ဗျာဘယ်တော့သူ့ရဲ့လေလိမ့်မှာကိုရှိခွာတော့ခင်ဗျာကိုခွာရော creation နဲ့ခင်ဗျာ easy ရှင်းနေဟိုကချောင်းချုံနေမှာ pro နေတယ်ဟောငါဘာဖြစ် sorry ဘာဖြစ်အကောင်ကစောင့်နေအကောင်ဘယ်လိုကမ်းမလဲ ခမယောကဟိုကချောင်းနဲ့အဲ့ဒီရောက်သွားပြီဟိုတဲ့ဝေဘက်ကချောင်း stand ပြီးသွားတယ်ခမယောဒီကတော့3သိန်းနဲ့ stand ပြီးသွားတယ်ခမယောဟိုဘက်က အဲ့ဒီတော့ရပါရဲ့ ဟိုဘက်ကချောင်းကတော့အဲ့တော့ကတော့ရပါခမယောကိုကလည်းကျွန်တော်ကွာနေခမယောဟိုဘက်ကချောင်းက2000ရှိပြီ
ပါတယ်ဒီဘက်ကချောင်းက1300ကျော်ပဲရှိတယ်1500ကျော်ပဲရှိတယ်ကြီးပဲဘက်ကဒီအရီကတော့ကျုံနေခြုံနေမှာမပေါ်ခင်ဗျာဟုတ်တယ်ဟိုက BTC ဝယ်လာတယ်ခင်ဗျာခင်ဗျာ BTC အခုဆိုရင်တော့ AC လေးပဲနေနေခင်ဗျာဟိုဘက်က MB 6ဟုတ်တယ် BTC ဝယ်လာကြီးကတော့3သိန်း MB 6ကြီးကတော့3သိန်းနဲ့ကျော်ပလန်အဲ့ဒီဖလစ်ကိုင်းနဲ့ရှောင်းရတယ်ခင်ဗျာဟုတ်တယ်ခုဆိုတော့ BTC လေးတိုင်းနေခင်ဗျာလေးတိုင်းနေတော့တွေ့ရမှာဖြစ်ပါတယ်ဟိုဘက်ကအိမ်ပြန်နေပါတယ်ဟာအဲ့ဒီစတဲ့ဝယ်အဲ့ဒီနဲ့ဝယ်ပြီးကြတယ်ရှောင်းတယ်ခင်ဗျာလုံးဝလာတဲ့အကွက်လေးပါခင်ဗျာဟိုဘက်က BTC ကဆောင်းဒမ်းမိတ်တွေထွက်နေပြီဖြစ်ပါတယ်MB ချောင်းတာဝရထွက်လာခင်ဗျာတဝန်ထွက်လာလဲ creation ခင်ဗျာ not people yet လဲမ creation ခင်ဗျာငါ BTC ဝယ်လာတယ် BTC ကန်တယ်ခင်ဗျာတာဝရကန်တယ်ဒါပေမဲ့မပြောက်အောင်ခင်ဗျာပြန်ကန်တယ်ခင်ဗျာချောပြီခင်ဗျာ BTC တကယ်တော့ဖေးလိုက်ရပြီခင်ဗျာ okay ဒီ BTC ဒီတော့ဒါ BTC ကော်ပီပါနော်ဟိုဘက်ကမဖေးကြနဲ့တော့ဟိုဘက်က BTC ကော်ပီဒီဘက်က BTC ကော်ပီဟိုဘက်က MS 6ဆိုတာအဲ့ဒါမာသာတာပေး6ပြောတာဘယ်မှာအဲ့လိုပြောမာသာတာပေးမဟုတ်ဘူးစတာဆရာပြောတာစတာနော်ဟုတ်ပါဘူးခင်ဗျာသွားမဟောပါနဲ့ငိုအောင်ဟုတ်ကဲ့ဟုတ်တယ်ခင်ဗျာဟိုဘက်ကမင်းမလည်းရှိတာမို့ငါမှ ဟိုဘက်က MB 6 creative association ဟိုဘက်က BTC ကတော့လေးတိုင်းတယ်ခင်ဗျာဟုတ်တယ် BTC လေးတိုင်းတယ်ခင်ဗျာနာခငါအကျဉ်းရှိလို့ပါနဲ့ဟုတ်တယ်အခုဆိုရင်တော့နှစ်ယောက်လုံးမှာ flicker ရှိရယ် flicker နဲ့ရှိတော့တွေ့ရတယ်ခင်ဗျာဆိုရင်တော့BTC copy က surprise ဝတ်တိုင်းမလားလဲကျွန်တော်မသိပါခင်ဗျာBTC basic creation နဲ့ခင်ဗျာဟိုက MB 6 blue ဘက်စားနေရအဲ့ကျမ BTC လာပြီ BTC ကြီးကတော့3သိန်းနဲ့3သိန်းနဲ့ပြန်ကန်တယ်ခင်ဗျာကောင်းတဲ့အလှလေးပါခင်ဗျာအဲ့လိုချင်းMB 6တော့3K တော့ပေးလိုက်ရနေတဲ့အနေထားမှာ 5K auto win ဆိုမှ 2K တော့ကျန်သေးတယ်ခင်ဗျာแต่ว่าဝဲကောက်ဆက်လိုက်ဝမ်းဟစ်စားခြင်းမပါဘူးဗျဝမ်းဟစ်စားခြင်းမပါဘူးဟာကွာဆက်ဝဲဆက်အကုန်တေးလိုက်မင်းကွာဆက်အဲ့ဆိုရင်တော့ဥပက3K တော့ပေးလိုက်ရရေးဒီလိုဝကအဲ့ဒါခွဲအောင်ပြရတယ်အဘီချောလဲလေးမခရရှင်းနေတယ်ဟိုတယ် BTC copy လာမယ်ခင်ဗျာဟုတ်တယ်အဘီချော BTC ကြီးကတော့3သိန်းနဲ့အလားလေးကန်တော့ပဲခင်ဗျာဟောလုံးဝ damage ကဇောကိတ်နေပြီ
ဒီဒီလာလေးနဲ့ကန်ပြသွားတယ်ခင်ဗျာအရင်လာပါတယ်ခင်ဗျာ တော့ဒီအလွယ်ကြီးလားဒီအလွယ် enemy is connected okay ဦးစင်တော့ ဒါကြနေတော့ 5K auto 4K auto ဖြစ်သွားပါတယ်ဒီ